ဒါလေးဆိုပါမျိုးရို့ NNS Sharing Channel မှာ plan လေကျူဆိုလိုက်ပါရင်နင်ကောင်ကြမှာခပ်ပါလားမိတ်ဆွေတို့တမိုင်းဆိုတာတွေးချောင်းစီရဲ့စစ်ပွဲရီအာနာလူပွဲတွေနဲ့ပဲဖိနှံနေတာမဟုတ်ပါဘူးတခါတရမှာတမိုင်းဟာမြစ်ကာတရားဖြူစင်မှုနဲ့အေးချမ်းမှုတို့အပေါ်မှာလည်းအခြေတည်တာပါတယ်ရခိုင်ရာဆိုရင်တခြားမှာဘရင်ပေါင်းများစွာရှိခဲ့ပြီမယ်ရုပ်ရည်ရောစိတ်နှလုံးမှာဖြူစင်လွန်းလို့ပြည်သူတွေကငဲမိကိုဖျောက်ပြီးမင်းရင်ကျူလို့ဖွယ်သူပြခဲ့ရတဲ့ဘရင်တစ်ပါးရှိခဲ့မှုပါတယ်သူဟာဘာလို့လဲဝိသလီပြတ်တုံပြီးနောက်ဒုက္ခရောက်နေတဲ့ရခိုင်ပြည်ကိုသူဘလို့မြစ်တာနဲ့ကူးစားခဲ့တယ်လေဒီနေ့ NNS Sharing Channel မှာပြင်းစာမြင့်စိတ်ရဲ့ထူးခြားလာတဲ့မင်းရင်ဖြူအကြောင်းကိုအသေးစိတ်ပေါ်ထုတ်တော်မှာထည့်ပါတယ် My son, this scepter represents the soul of Arakan. Rule with wisdom and strength. ဒီ2030ခုနှစ်မြန်မာတက္ကရီလီဂိုင်ခုနှစ်မှာတော့ပြင်စာမြို့တော်ကြီးရဲ့ဒုတိယမြောက်ပြီးစန္ဒာတိမင်းနှစ်ရွာဆန်ခဲ့ပါတယ်ထိုအချိန်မှာတောက်တော်မင်းရင်ဖြူကထီနိုင်ကိုဆက်ခံပါတယ်တမိုင်းထုဒေသနာကျမ်းဒီအရာမင်းရင်ဖြူဟာနန်းတဲ့ချိန်မှာအရွယ်ကောင်းအင်အားကောင်းတဲ့လူငယ်မင်းတစ်ပါးဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ထူးခြားချက်ကစစ်မတ်ကိုလိုလားတဲ့စစ်ဘီရင်ပုံစံမဟုတ်ပဲတိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းချောင်းမဲ့ဓမ္မရာဇပုံစံဖြစ်နေတာပါသူရဲ့နန်းတဲ့ပွဲဟာတခြားမင်းဆက်တွေလိုတွေးထွက်တန်ယူမှုမရှိပဲညီကိုမင်းကြီးမင်းသားရီရဲ့တကယ်နှံထောက်ခံမှုနဲ့ဖြစ်ခဲ့တာပါဒါဟာစန္ဒာတင်မင်းချမှတ်ခဲ့တဲ့ညီညွတ်ရေးအုပ်မြစ်ဘလောက်ခိုင်မာတယ်လဲဆိုတာပြသနေပါတယ်ဘာကြောင့်သူကိုမင်းရင်ဖြူလို့ခေါ်ရလဲဒီနေရာမှာစိတ်ဝင်စားစရာအချက်နှစ်ချက်ရှိပါတယ်ပထမအချက်ကတော့ရုပ်ရည်တန့်ပြတ်မှုမှာသူ့ရဲ့အသားရည်ဟာဖြူဝင်းစင်ကြဲပြီးရခိုင်မင်းကြီးမင်းသားတို့ရဲ့ကြက်စီနဲ့ပြည့်စုံတယ်လို့ဆိုပါတယ်ဒုတိယအချက်ကတော့စိတ်နှလုံးဖြူစင်မှုပါသူဟာဗုဒ္ဓဘာသာထေရဝါဒတရားတော်တွေကိုအလွန်ရိုးသေးကိုင်းဆိုင်ပြီးတိုင်းသူပြည်သားတွေရဲ့ပေါ်အမျက်ဒေါသမထွတ်တဲ့ဖူးလို့ရာဇဝင်တွေကဖော်ပြပါတယ်သူ့ရဲ့အုပ်ချုပ်မှုအောက်မှာပြင်စာမြို့တော်ဟာအေးချမ်းချင်းမြို့တော်လို့ကြော်ကြားခဲ့ပါတယ်မင်းရင်ဖြူမင်းတည်ထားခဲ့တဲ့ထူးခြားလာတဲ့ကျောက်စီဖေရာအကြောင်းကိုမပြောပြခင်မှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ရခိုင်သမိုင်းကြောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ NNS Sharing Channel ကို Subscribe မလုပ်ရသေးရင်အခုပဲ Subscribe လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကဲမင်းရင်ဖြူမင်းရဲ့သမိုင်းဝင်အမွေအနှစ်တွေအကြောင်းဆက်ကြည့်လိုက်အောင်မင်းရင်ဖြူမင်းရဲ့အကြီးမားဆုံးသောသမိုင်းလက်ဆောင်ကတော့မင်းရင်ဖြူဖျားပါပဲ2040ကျော်ကာလတွေမှာတည်ထားခဲ့တဲ့ဒီဖျားဟာပြင်စာမြို့ဟောင်းရဲ့အရှိဘာမှာတည်ရှိပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာသမိုင်းလေးဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကြောက်စစ်အတက်ပညာပါဝေသားလေးခေရဲ့ကြောက်စစ်ပညာတွေဟာလေးမြို့ခက်ဦးမင်းရင်ဖြူလက်ထက်မှာပြက်လဲနိုးထားလာခဲ့ပါတယ်ဒီဖျားမှာတုံးထားတဲ့ကြောက်ပြားတွေရုပ်ကွာတော်တွေရဲ့လက်ရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကရခိုင်လူမျိုးတို့ရဲ့အမှုပညာအဆင့်အတန်းဘလောက်မြင့်များတယ်လဲဆိုတာကိုသက်သေခံနေပါတယ်မင်းရင်ဖြူမင်းဟာသူ့ရဲ့နန်းသက်10နှစ်တည်းမှာစိုက်ပျိုးရေးကိုအထူးအားပေးခဲ့ပါတယ်လေးမြို့မီရဲ့ရေရွေးမြေကိုစနစ်တကျသုံးစွဲပြီးလဲရကိုင်းကျွမ်းတွေကိုတိုးချဲ့ခဲ့ပါတယ်ပြည်သူတွေဟာစားနပ်ရိက္ခာပေါ်ကျွေတဲ့အတွက်ခူးဆုံးလူရမှုမရှိပဲတိုင်းပြည်ဟာအေးချမ်းသာရခဲ့ပါတယ်ဒီ2040ခုနှစ်မှာတော့ဒီစံပြဘရင်ခီဟာနန်းသက်10နှစ်အကြာမှာပဲငင်းချမ်းစွာနဲ့ရွာဆန်ခဲ့ပါတယ်မင်းရင်ဖြူရဲ့10နှစ်တာဟာရှေ့ရင်းလာတဲ့ကာလမဟုတ်ပေမဲ့လေးမြို့ခေကြီးရာစုပေါင်းများစွာတည်တံ့ဖို့အတွက်တင်းငိမ့်မှုဆိုတဲ့အုတ်မြစ်ကိုအခိုင်အမာချပေးသွားခဲ့ပါတယ်မင်းရင်ဖြူရဲ့သမိုင်းကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့ခေါင်းဆောင်တဦးရဲ့အောင်မြင်မှုဟာစစ်နိုင်ခြင်းမှတည်မဟုတ်ပဲမိမိအုပ်ချုပ်တဲ့ကာလအတွင်းပြည်သူတွေရဲ့ရင်းထဲမှာဘလောက်အထိငင်းချမှုပေးနိုင်တယ်လဲဆိုတာပါပဲမိတ်ဆွေတို့ကမင်းရင်ဖြူရဲ့မြစ်တာနဲ့အုပ်ချုပ်တဲ့စနစ်အပေါ်ဘလို့မြင်ကြလဲ comment မှာဆွေးနွေးသွားကြပါအောင်အားလုံးကိုချီးကျူးတင်ပါတယ်